ဒီနေ့ကတော့ပေပေရိုသေးကိုရီးယားမှာပေါ့နော်ပေပေရိုသေးဆိုပြီးမှဘေးချမ်းနေပြီးမှစတင်ဖြစ်ပေါ်လာတယ်ဆိုတာကိုပြပြပြမှဖြစ်ပါတယ်1990ခုနှစ်မှာဒီယောင်နမ်ဘူဆန်ပေါ့နော်ဘူဆန်ယောင်နမ်ကဒီចောင်းသူလေးတွေကနေစပြီးတော့စတင်ဖြစ်ပေါ်လာတယ်လို့သိရပါတယ်သူတို့လေးတွေကနေစပြီးတော့ဘယ်လိုလုပ်ကြလဲဆိုတော့ချင်းပေါ့နော်တကယ်ချင်းနေချင်းပိန်ပါစေဆိုပြီးမှရည်ရွယ်ချက်နဲ့ပေါ့နော်ပေပေရိုရဲ့ပုံစံကလည်းတုတ်ချောင်းပိန်လေးနဲ့ပေါ့နော်အချိန်လိုက်အဲ့လိုမျိုးပုံစံရှိတော့အဲ့ဒီပေပေရိုပေးခြင်းအဖြစ်ပေပေရိုဆိုတော့မုတ်ချောင်းလေးလေနော်အဲ့ဒါကိုပေးခြင်းအဖြစ်ကိုယ့်ရဲ့တကယ်ချင်းပိန်ပါစေတော့ဆိုပြီးတော့အဲ့လိုမျိုးအချင်းချင်းပေးကြရင်းကနေပြီးတော့စတင်လာတာဖြစ်ပါတယ်အဲ့ဒီချိန်တော့အဲ့လိုမျိုးအသိပင်နဲ့ပေးခဲ့ကြတာဖြစ်ပေမဲ့လည်း1990ခုနှစ်ကနေစပြီးတော့ဒီပေပေရို marketing ကိုစတင်ခဲ့တယ်ပေါ့နော်အဲ့ဒီကနေစပြီးမှလူတွေကတယောက်နဲ့တယောက်တီးသွားကြပြီးပေပေရိုသေးနေ့ဆိုပြီးမှကြော်ကြားလာတာဖြစ်ပါတယ်ပေပေရိုသေးကိုဒီ17လပိုင်း17ရက်နေ့မှာလောက်ကြတယ်ပေါ့နော်ပြီးတော့ तू ကလေ111ဆိုတော့1လေးလုံးပေါ့နော်အချောင်းဒီတုတ်ချောင်းလေးနဲ့လေးချောင်းဆိုတော့ပေပေရိုမုံနဲ့လည်းစင်တူတယ်ဒါကြောင့်မလို့လူတွေကအဲ့ဒါကိုသဘောကျပြီးတော့နာမည်ကြီးသွားကြတာပေါ့နော်ပြီးလို့ရှိရင်တခြားနေ့3လပိုင်း3ရက်နေ့3ရက်နေ့ဆိုတော့33ကကြတော့삼겹살 날ဆိုတာဟောပေါ့နော်3ထက်တာလေဝက်3ထက်တာกินနေလို့လဲလောက်ကြတယ်ပြီးလို့ရှင်နောက်တစ်ခုပါရှိသေးလဲဆိုတော့ခူဒေးကကြတော့ဒီဗာလဲကြက်ကင်နေဆိုမှာပေါ့နော်အဲ့လို marketing အနေနဲ့အခုနောက်ပိုင်းဆိုလို့ရှိရင်အဲ့ဒီဒေးတွေကိုအသုံးပြုပြီးတော့ပေါ့နော် marketing တမားတွေကအဲ့လိုမျိုးလောက်ကြတာဖြစ်ပါတယ်အားလုံးလည်းဘူးတူတရအောင်ပြပြပေးရဖြစ်ပါတယ်အားလုံးပဲပျော်ရွှင်တဲ့နေ့ဖြစ်ပါစေအညာ